ပါဝိပဿနာဆရာကြီးဦးကိုရင်ကမိကိုရချမ်းကိုအနေနဲ့ကတော့ဆေးရတရားပဲဓမ္မဒေသနာဒေါက်တာဒေါ်ကြည်ကြည်ဝင်းမြန်မာပြန်အထမနေ့ဓမ္မဒေသနာစာ245 246 248 249 Discord Day 8အပိုင်း1ပြစ္ဆုတ်ပံတတဲ့ဘုရားဥပိ္ပခာနဲ့တတိရှိပြီးရှုနေပါစိတ်ရဲ့အနတ်ရှိုင်းဆုံးအပိုင်းကိုတတိနဲ့ရှုနေပါစိတ်ရဲ့အပေါ်ပိုင်းမှာပဲရှုနေရင်တော့တကယ်အကျိုးကျေးဇူးမသက်ရောက်နိုင်သေးပါဘူးကမ္မထမ်းလေးတွေဟာအမျိုးမျိုးရှိကြပါတယ်တချို့ကတော့စိတ်ရဲ့အပေါ်ယံပိုင်းကိုပဲတွေးထိပြီးတော့အပေါ်ယံမျက်နှာပြင်ပိုင်းလောက်သာကောင်းကျိုးပေးပြီးစိတ်ကိုချမ်းသာစေနိုင်ပါတယ်အင်းငြိမ်းစေနိုင်ပါတယ်တန်ရှင်းတဲ့လောက်လည်းတန်ရှင်းစေနိုင်ပါတယ်ဒါပေမဲ့ဒါဟာညစ်ပတ်နေတဲ့ရေနောက်ထဲကိုကြောက်ချင်မှုများဖြူလိုက်တယ်လို့ပါပဲအမုံတွေအညစ်တွေအနေတွေထိုင်သွားကြပြီးရေဟာအင်တန်ကြည်လင်းလာပါတယ်အညစ်ကြေးတွေအမုံတွေလုံးဝကင်းစင်သွားတာတော့မဟုတ်ပါဘူးအောက်မှာသွားပြီးအနေထိုင်နေကြတာဆိုတော့လှုပ်လိုက်ရင်အချိန်မရွေးရေဟာပြန်ပြီးတော့ညစ်ပတ်လာနိုင်ပါတယ်အမုံထလာနိုင်ပါတယ်ပြန်ပြီးတော့ရေဟာနောက်လာနိုင်ပါတယ်နေတွေအမုံတွေအညစ်ကြေးတွေအားလုံးကုန်စင်အောင်ဆိုရင်တော့အနက်ဆုံးအပိုင်းကိုတန်ရှင်းရေးလုပ်ရမှာဖြစ်ပါတယ်စိတ်မှာလည်းဒီလိုပဲစိတ်ရဲ့အနက်ရှိုင်းဆုံးအပိုင်းဟာခန္ဓာကိုယ်နဲ့ဝေဒနာနဲ့အမြဲပဲဆက်သွယ်နေပြီးဝေဒနာတွေကိုတုံ့ပြန်နေရပါတယ်ဒီဝေဒနာတွေကိုဥပိ္ပခာနဲ့ရှုနေရင်တော့အနုတ္တယကိလေသာတွေဟာနည်းနည်းလာပြီးနောက်ဆုံးမှာယောဂီတို့ဟာလုံးဝလွန်မြောက်လာနိုင်ပါတယ်ဒီကမ္မဋ္ဌာန်းနည်းနဲ့ဝေဒနာတွေဘယ်လိုပွားတယ်ဆိုတာကိုသိနိုင်ပါတယ်ပြင်ပလောကကြီးထဲမှာဆိုရင်မျိုးစေ့တွေအသီးတွေဘယ်လိုပွားများကြတယ်ဆိုတာဟာထင်ရှားပါတယ်အပြင်မှာလိုပဲယောဂီတို့ရဲ့အတွင်းလောကဖြစ်တဲ့ခန္ဓာကိုယ်အတွင်းမှာလည်းထပ်တူတူညီတဲ့အမှတ်တရားရှိပါတယ်အပြင်လောကရဲ့တရားဟာအတွင်းလောကမှာလည်းဒီတိုင်းပါပဲဒီတရားပါပဲအပြင်လောကမှာယောဂီကညောင်စိတ်ကလေးတစ်စိတ်ကိုယူပြီးညောင်မင်းတစ်ပင်စိုက်လိုက်တယ်ဆိုတော့ညောင်စိတ်ကလေးတိတ်တိတ်ငယ်ငယ်ကလေးကနေပြီးညောင်မင်းကြီးအကြီးပေါက်ဖွာလာပါတယ်ဒီညောင်မင်းကြီးကအသီးတွေထောင်ပေါင်းများစွာသေးပါတယ်ညောင်မင်းဆိုတာအသက်ကလည်းအင်မတန်ရှိပါတယ်တချို့မှာအသက်ရာကျော်နေကြပါတယ်ဒါပေမဲ့ဘလောက်ပဲအသက်ရှိရှိတနေ့ကျတော့ဦးမင်းပြီးပြိုလဲပြီးသေရမှာပဲဖြစ်ပါတယ်ညောင်စိတ်ကလေးတစ်စိတ်ကနေပြီးတစ်ပင်ကြီးဖြစ်လာတော့ညောင်သီးတွေမရေတွက်နိုင်တော့အောင်တနေ့ပြီးတနေ့နှစ်ပေါင်းများစွာသီးလိုက်တာညောင်မင်းကြီးသေသွားတော့ဒီလိုပွားများနေတာတွေဟာရက်စဲသွားပြီလို့ယူဆကြမှာပါပဲအမှန်မှာကတော့ပွားနေတာရက်စဲမသွားပါဘူးပင်မာကြီးသေသွားရင်တောင်မှဆက်လက်ပြီးပေါက်ပွားနေကြတာပါပဲညောင်စိတ်ကလေးတစ်စီးကနေပြီးညောင်မင်းပေါက်လာပြီးတော့အဲ့ဒီအပင်ကတခါပြန်ပြီးအသီးတွေတီးကြပြန်ပါလေတီးသမျှအသီးမှလည်းအစိတ်ပါပါတယ်ဒီအစိတ်တွေကတခါညောင်မင်းပြန်ပေါက်လာကြပါလေဦးမယ်ဒီလိုနဲ့ပေါက်ဖွားမှုကအဆုံးမသတ်နိုင်တော့ပါဘူးဒီတိုင်းပါပဲအမြင်မှန်မသိမှုကြောင့်ယောဂီတို့ကကုသိုလ်အကုသိုလ်သင်္ခါရတွေတစ်ခုခုကိုစိုက်ပျိုးလိုက်ပြီးရင်သင်္ခါရတွေကလည်းဆက်လက်ပြီးပွားတဲ့ပွားနေကြပါတယ်ဒီတော့ဘယ်နဲ့လုံးကြရပါမလဲဒီကောင်းတစ်ခုကတော့ရှိပါတယ်တဘာဝဓမ္မနည်းပါပဲမျိုးစေ့တွေကပင်ပေါက်လာနိုင်အောင်လို့ဒီရောစာကောင်းကောင်းလုပ်ပါတယ်ဒီမျိုးစေ့ဟာမြေပေါ်မှာမကြဘဲနဲ့ကြောက်ပေါ်မှာသွားပြီးကြတယ်ဆိုရင်အပင်မပေါက်နိုင်ပါဘူးသင်္ခါရတွေစိုက်တဲ့နေရာမှာလည်းဒီလိုပါပဲမြေရောစာတွေလိုပါတယ်မြေရောစာတွေသေးလေးအပင်ပိုပြီးကြီးထွားလေးသီးတွေပိုပြီးသေးလေးနောက်ထပ်မျိုးစေ့အသစ်တွေပိုပြီးပွားလေးဖြစ်ပါတယ်ဥပမာဓာတ်ဆီပုံတစ်ပုံနဲ့ကိုမီးစာကလေးလာကြရင်ပေါက်ကွဲမှုကြီးအကြီးကျယ်ဖြစ်ပါတယ်ဒီလိုပေါက်ကွဲမှုကြီးဖြစ်ရတဲ့အခါမီးစာအသစ်တွေထောင်ပေါင်းများစွာထပ်ပြီးပွားလာပါတယ်မီးစာကလေးကယောဂီတို့ရဲ့သင်္ခါရအဟောင်းရဲ့မျိုးစေ့ကလေးပါပဲဒီတော့တရားကိုနားလည်လာပြီဆိုရင်မီးကိုနောက်ထပ်ပို့ပြီးလောင်းအောင်ဓာတ်ဆီလောင်းမပေးတော့ပါဘူးမီးစာတွေကနောက်ထပ်လောင်စရာဓာတ်ဆီမရတော့ပါဘူးဆိုတော့နောက်ထပ်ဆက်ပြီးမလောင်နိုင်တော့ပါဘူးမီးငြိမ်းသွားရတော့တာပေါ့ဓာတ်ဆီပုံထဲမှာဓာတ်ဆီတစ်စမ်းမှမရှိတော့ဘူးဆိုရင်တော့ဒီပုံလို့ထဲကိုမီးစာအကြ
လူတွေမှာလည်းအတိတ်ကာလဘဝတွေကပြုလုပ်ခဲ့တဲ့ပါလာခဲ့တဲ့သင်္ခါရတွေဟာမိစားတွေလိုပါပဲအကျိုးပေးမဲ့အချိန်ကြတော့လောင်စာနဲ့တွေ့သွားရင်လောင်တာပေါ့မိတွေနောက်ထပ်ပွားတော့တာပဲဖြစ်ပါတယ်ယောဂီတို့ကပညာသိက္ခာမှာရင့်ကျက်လာပြီဆိုရင်တော့စိတ်ဓာတ်ဟာတန့်စင်လာပြီးကုသိုလ်စိတ်တွေပွားများလာကြပါတယ်ဒီလိုဖြစ်လာတဲ့အခါကျတော့ဓာတ်စီဘုံမှာဓာတ်စီတွေမရှိတော့ပဲအေးများတဲ့ရေနဲ့ပြည့်နေသလိုဖြစ်နေပါတယ်မိစားနဲ့လာတွေ့မိရင်တောင်မှမိမပွားတော့ပဲလာတဲ့မိစားတောင်မှချက်ချင်းပဲအေးငြိမ်းသွားပါတယ်ကုသိုလ်ကံဟောင်းသင်္ခါရဟောင်းတွေကလည်းအချိန်သင့်သလိုပေါ်လာတဲ့အခါမှာလောင်စာမပေးရင်သူတို့အလိုလိုငြိမ်းအေးသွားကြပါတယ်ဆက်လက်ပြီးမပွားကြတော့ပါဘူးမိလောင်ရမှာဓာတ်စီလောင်မပေးရဘူးဆိုတာအများနားလေလက်ခံကြပါတယ်အုံနောက်အသိဉာဏ်နဲ့တော့လက်ခံနိုင်ကြပါတယ်ဒါပေမဲ့တကယ်ဖြစ်လာတဲ့အခါကျတော့လက်တွေ့မှာသတိမရှိကြတော့ပါဘူးတဦးတစ်ယောက်ကကိုယ့်ကိုမိရှုဖို့လာရင်ကိုကဓာတ်စီပါတဲ့ဓာတ်စီဘုံယူပြီးသူ့ကိုလောင်းပါတယ်သူလဲလောင်းကိုလဲလောင်းနှောင်းစလုံးပူပင်ဒုက္ခတွေဒုက္ခတွေရောက်ကြရပါတယ်ရှင်အပြည်ပြည်ဆိုင်ရာဓမ္မခေရီဝိပဿနာအဖွဲ့မြန်မာနိုင်ငံဓမ္မပပတ္တဝိပဿနာရိပ်သာ post ကိုပြန်လည်ပူဇော်ခြင်းဖြစ်ပါတယ်ရှင်